What you know about rolling down in the deep when your brain goes on, you can got them in the freeze when the people that much with the shit slow motion. Yeah, I feel like an astronaut in the ocean. What you know about ဒလာမှာစီကံရမ်းကြီးရလို့နာမည်ကြီးရဲ့ဟာမိုနီကျောင်းထွက်ဆိုဒလာဒရိုက်ဖွင့်တော့အရန်ပျော်တယ်ရန်ကုန်ဘက်ကနေဒီလိုမျိုးမြင်နေရကြပြီတဒါအတက်မှာဟိုဘက်ကပြန်လာတဲ့ကားတွေကတော်တော်ပိတ်တယ်တဒါအလေလောက်မှာနည်းနည်းလေးရှင်းတယ်ဒါပေမဲ့ပိတ်နေတော့မယ်လောက်ခဏသွားရမယ်ဒီစိန်နဲ့ကန်းကျင်ဆိုတာမသွားဘူးအခုဆိုကားနဲ့အေးဆေးသွားလို့ရပါပြီပေါ့နော်ဒါတော့ဒလာပဲရောက်သွားတာပဲသွားကြည့်ရဆိုဒလာမျိုးဆိုရယ်ဆိုင်းဘုတ်ကနေပြီးပြန်꿰လိုက်လို့ရှိရင်ဒီတဒါကိုပြန်ရောက်တယ်ဒါဒလာဘက်ကနေပြန်မြင်ရပါတော့ရန်ကုန်ဘက်ကတက်တုံးကဖုန်ကြီးလန်းတက်လို့ရတယ်မော်ဒယ်ဘက်ကတက်လို့ရအခုကကျတော့ပြန်ဆင်းတော့ကန္နာလန်းဘက်ကိုပဲရောက်တော့ပါတော့ဘူရောင်ဘက်ကျန်သွားတဲ့ဘက်လမ်းမှာတော့အပြန်လမ်းမှာတော့အဲ့လိုကားတွေရက်ပြီးတော့ဒီတပ်ပုံရိုင်းနေကြတော့တွေ့ရတဲ့အတိုင်းပဲအဲ့လိုရက်တာနည်းနည်းကားချက်စီရလို့ထင်တယ်ဒီနေ့ကတိတ်မကြက်ဘူးပေါ့နော်နေကင်းကြောင်တောင်ကြီးသွားဆိုခလေးတော့ဒလာမှာအိမ်လဲရှိရပြီးတော့ကြောင်းလဲတက်ဖူးတော့ဒလာဓာတ်ဖွင့်တော့တော်တော်လေးဘလို့ပြောမှန်းမသိဘူးတော်တော်ပြောတာဒီဒါနှောက်စနစ်တည်းကနေပြီးတော့ကိုရီးယားမြန်မာချစ်ကြည်သဘောတူညီချက်တွေလက်မှတ်ထိုးထားပြီးတော့2019မတ်လ29မှာစဆောက်တယ်အခု2026ဖေဖော်ဝါရီလ6ရက်နေ့မှာပြီးသွားပါတော့9နှစ်တောင်မှစောက်ခဲ့ရတဲ့ဒါဆိုဒီတရားပြီးတော့လမ်းမဆက်သွယ်ရေးရန်ကိုလွယ်ကူသွားတဲ့အတွက်ကြောင့်မလို့ရန်ကိုပြောတယ်သူများရပုံမှန်တရားလိုပဲပြောရတယ်ဒါပေမဲ့ကိုရီးယားဒလာမှာကြိုင်းနေခဲ့ဘူးလားမသိတော်တော်လေးကိုပြောတယ်ဒလားသူတွေတော်တော်လေးပြောမယ်လို့ထင်တယ်။ဒီကအဝေးယူအခုခဏလေးမှခဏလေးပဲအရန်ကိုပြောဖို့ကောင်းတယ်သွားရလေ။